မင်္ဂလာပါခင်ဗျာ MD Horror Story ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ရှင်းတစ်ခေါက်ကပြပြသွားတဲ့မြန်မာမျိုးစားနှမျိုးတွေကတင်ဆက်ဖို့ကြံခဲ့တဲ့ဒုတိယတစ်မျိုးပဲဖြစ်ပါတယ်ကဲဇလန်လေးကိုဆက်လိုက်ကြရအောင်မိနိုင်ဇလန်ထဲမှာတော့ပရမမျိုးစားဖြစ်တဲ့အသက်ရှင်သူနဲ့ကွယ်လွန်သူတို့ရဲ့ထိမ်းမြားခြင်းအကြောင်းကိုကြားခဲ့ရပါတယ်ယခုတင်ဆက်ပေးမယ့်ဒုတိယမျိုးစားကတော့ကွယ်လွန်သူနဲ့ကွယ်လွန်သူချင်းချင်းအင်တာဗျူးခြင်းဇလန်အကြောင်းဖြစ်ပါတယ်ဒီဇလန်ကိုဟောင်ကောင်ကအမျိုးသမီးတူကမျှဝေထားတာပါသူ့ကိုမန်ဒီလို့ခေါ်လိုက်ကြပါစို့မန်ဒီကအခုတော့အသက်30ဝန်းကျင်ရှိနေပါပြီဒါပေမဲ့သူ့ဘက်မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေကတော့နေပေါင်း30နီးပါးလောက်ကစတင်ခဲ့ရပါအဲ့ဒီအချိန်တုန်းကသူမဟာကလေးတစ်ယောက်ရွယ်ပဲရှိပါသေးတယ်အဲ့ဒီအချိန်တုန်းကမန်ဒီဟာသူ့မိဘတွေနဲ့အတူနေထိုင်ခဲ့ပါတယ်တရက်တော့မိသားစုတွေကသူတို့ရဲ့ဘိုးဘွားအိမ်ကိုအလဲသွားခဲ့ကြပါတယ်ဒီအိမ်လေးကဟောင်ကောင်ကရှေးကြတဲ့ရွာတရာမှာတိတ်ဆိတ်တရှိနေတဲ့အိမ်လေးတစ်လုံးပါအဲ့ဒီနေရာမှာလှုပ်ရှားတိတ်မရှိပါဘူးတီဗီမရှိကစားစရာမရှိရှေးအောင်ပရီဘလော့ဂါတွေနဲ့အမြဲတမ်းနေရာတွေမှာကန့်ညိနေတဲ့အမွေးနိုင်တဲ့ရဲ့ငြိမ်သက်မှုပဲရှိပါတယ်ပြင်းနေတာကြောင့်မန်နီဟာအိမ်ထဲမှာရှောက်သွန်းနဲ့ရှောက်ကြည့်ခဲ့ပါတယ်အန်သွဲတွေကိုဖွင့်ကြည့်ပြီးကလကာနောက်ွယ်ကိုချောင်းကြည့်ပါတယ်ဖုံးမုံတွေပြည့်ရှိတဲ့တောင်တိုင်းကိုတိုင်းလန်စူးစမ်းကြည့်ရှုနေတာပေါ့နောက်ဆုံးမှာတော့သူဟာမိသားစုရစ်ပလင်စီကိုရှောက်သွားခဲ့ပါတယ်အဲ့ဒီရွယ်မှာတော့ဒါကဘာလေးဆိုတာကိုသူသိပါတယ်သူမိဘတွေကရွှေသေးလေးစားဖို့ဦးညွတ်ဖို့နဲ့ဘယ်တော့မှမထိမိစေဖို့တင်ပေးထားပါတယ်ဒါပေမဲ့စူးစမ်းလေစိတ်ကသူ့ကိုပို့ပြီးလွှမ်းမိုးသွားပါတယ်တေသားကုံပေါ်မှာရက်ပြီးသူဟာဘဝရုပ်ထုတွေကိုစစ်သေးကြည့်ဖို့အတွက်မှီပြီးကြည့်လိုက်ပါတယ်ကန်တိုနီဘာသာစကားဖြင့်တော့စံကျူးပိုင်းလို့ခေါ်ပါတယ်မြင်းနေသူများတော့ကတော့စံကျူးပိုင်းဟာအိမ်တွေဒါမှမဟုတ်ဖျားเจ้าတွေမှာထားရှိတဲ့တေသားဒါမှမဟုတ်ကြောက်ပြားတစ်ခုပါပဲဒါကကွယ်လွန်သွားတဲ့ဘဝမိဘတွေကိုကိုစားပြုပါတယ်သူတို့ရဲ့ဝိညာဉ်တွေရဲ့အတွက်ဝိညာဉ်ရေးရနေထိုင်ရတစ်မျိုးပါပဲမိသားစုတွေကအမွေတိုင်းအစားအသောက်စူတောင်းမှုတွေလိုမျိုးပူဇော်တကားပြုကြပါတယ်ဒီသုံးသားသူတွေရဲ့အတွက်မျိုးဆက်တွေနဲ့ချီပြီးထင်းထင်းထားတဲ့ကိုပိုင်ထိမ့်မှတ်တစ်ခုလိုပါပဲမန်နီကရွှေနဲ့ထင်းထားတဲ့အမီစင်းတွေကိုကြည့်နေတော့တခုခုကသူမျက်စိတွေကိုဝင်လာပါတယ်ရစ်ပလင်ရဲ့တောင်းတနေရာမှာရိုးရိုးတစ်ခုရဲ့အနောက်မှာတိတ်ဆိတ်တက်ထားတဲ့ရိုးရိုးရှင်းရှင်းစက်ကူပန်ကအဖြူလေးတစ်ခုပါပဲအဲ့ဒီမှာဘယ်လိုဒီဇိုင်းမှမပါပါဘူးဟလာစင်ထားတာတွေလည်းမပါဘူးဈေးပေါ်တဲ့စက်ကူပန်ကအဖြူလေးတစ်ခုပါပဲချိန်ကြာမင်းမှုကြောင့်စတင်ဝါလာနေပါပြီဒါကပြတ်တာထားဖို့အတွက်မဟုတ်ဘူးလို့ထင်ပါတယ်လက်ကင်မှာတော့ပါလာတဲ့အနီအောင်ကျိုးလေးတစ်ချောင်းကိုချီနှောင်ထားပါတယ်ကျိုးရဲ့တစ်ပတ်စွန်းကိုတစ်သားပြားတစ်ခုမှာတင်းတင်းကြပ်ကြပ်ထုံထားပါတယ်မန်နီကကြက်ပြားပေါ်မှာထွင်းထားတဲ့နာမည်ကိုစူးစမ်းကြည့်လိုက်ပါတယ်သူကတရုတ်စာကိုတိတ်ကြွညံ့ချင်းမဖတ်တတ်သေးပါဘူးဘယ်စလုံးကမှလည်းခွဲခြားလို့မရပါဘူးသူဖွားကိုခေါ်လိုက်ပါတယ်ဖွားဒါပါလေလို့သူမမေးလိုက်ပါတယ်ပြီးတော့ဒီစက်ကိုဘင်္ဂါလီကိုဘာဖြစ်လို့ချီထားရလဲလို့မေးလိုက်ပါတယ်ဖွားကရက်သွားပါတယ်ခဏလောက်တော့မန်နီကိုကြည့်နေပါတယ်ပြီးတော့တိုးတိုးလေးပြောလိုက်ပါတယ်ဆင်းလိုက်ငယ်မန်နီသမီးပြောကြပြီးကူကူကိုနာသွားလိမ့်မယ်လို့ပြောလိုက်တယ်သူလျှောက်သားပြီးမန်နီကိုခုံပေါ်ကနေညင်သာချပေးလိုက်တာပေါ့ပြီးတော့စကားတခုမှမပြောဘဲအဖွားကမန်နီရက်နေတဲ့ခုံပေါ်ကိုထိုင်လိုက်ပြီးရစ်ပလင်ကိုတိတ်ဆိတ်ကြည့်နေခဲ့တယ်သူမကညင်သာတပင်းချလိုက်ပါတယ်ဒီကြောက်ပြားကမန်နီနဲ့ဘယ်တော့မှမတွေ့ဘူးတဲ့လူတစ်ယောက်တက်ပါပြီးတော့ဒီဘင်္ဂါလီကတော့အဖွားချမ်းမြင့်စွာကလေးကဆုံးရှုံးခဲ့ရတဲ့လူတစ်ယောက်တက်ပဲလို့ပြောလိုက်ပါတယ်သူ့အတန်မှာဝေးကွာတဲ့ဝမ်းနည်းမှုတွေရှိနေပါတယ်ပြတ်သားတဲ့ဒါမှမဟုတ်လက်ဆက်တဲ့ဝမ်းနည်းမှုမျိုးမဟုတ်ပါဘူးဒါပေမဲ့စစုနှစ်တွေနဲ့ချီပြီးမြုံနှံထားတဲ့ဝမ်းနည်းမှုမျိုးပါသူမန်နီကိုတစ်ခါမှမကြားဘူးတဲ့ဇလန်တစ်ပတ်ကိုပြောပြပါတော့တယ်အဖွားဟာရွယ်ရောက်တဲ့အခါမှာတားလေးတူကိုမွေးဖွားခဲ့ပါတယ်ဒါပေမဲ့သူမွေးဖွားပြီးရန်နေငယ်ကြာမှာတော့ကျမ်းမာရေးပြဿနာတွေကြောင့်ကွယ်လွန်သွားခဲ့ပါတယ်ရန်ကိုနုနယ်သေးပြီးဆောလုံးနေပါသေးတယ်အဲ့ဒီအချိန်ကသူ့ကိုနာမည်တော်မပေးရသေးပါဘူးတရုတ်ရွာဒလေးမှာတော့ကလေးတူဟာနာမည်မြတ်ငယ်တည်ဆုံသွားရင်သူတို့ရဲ့ဝိညာဉ်ဟာလမ်းပြောက်သွားတယ်လို့ဆိုလိုကြပါတယ်နာမည်မရှိကိုပိုင်ရန်မရှိတဲ့အတွက်သူတို့ရဲ့စိတ်ဝိညာဉ်ဟာယမန်ဒေတာဆိုတဲ့ငရဲပုံမှာလက်လက်သွားလာနေတယ်လို့ဆိုလိုကြပါတယ်မငြိမ်မသက်ဖြစ်နေတဲ့ဝိညာဉ်တစ်ခုကြောက်ချရာမရှိတဲ့ဝိညာဉ်တစ်ခုပါပဲဒါပေမဲ့အဲဒီဝိညာဉ်ကိုအင်တစ်ခုပေးဖို့နီလန်းခုရှိပါတယ်ဖះเจ้าကဘိုးဘွားတွေကအဖွားကိုသူ့ကိုစားပေးဖို့အတွက်ရုပ်ဝတ္ထုပစ္စည်းတစ်ခုကိုအသုံးပြုနိုင်တယ်လို့ပြောပါတယ်သူ့ရဲ့ဝိညာဉ်နေထိုင်ဖို့အတွက်တင်္ကရအရာဝတ္ထုတစ်ခုပါအဖွားကစက်ကူဘင်္ဂါဖြူလေးကိုရွေးချယ်ခဲ့တာပေါ့အဲဒီစက်ကူဘင်္ဂါလေးဟာဒီနေရာမှာ20ကျော်လောက်ရှိနေခဲ့တာပါတညနေမှာတော့ထိုးစက်နာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်အဖွားဟာအိမ်မက်တစ်ခုမက်ခဲ့ပါတယ်ဒါပေမဲ့ရိုးရိုးအိမ်မက်တစ်ခုမဟုတ်ပါဘူးအိမ်ကနေနိုးလာတဲ့အခါမှာတော့ကိုမကန်းကြီးနေပြီးတကယ်ဖြစ်ပျက်တွေလိုမျိုးအိမ်မက်တစ်ခုပါသူကကန်းကြီးတစ်ခုကိုအိမ်မက်မက်ခဲ့ပါတယ်ညဘက်မှာလှပပြီးတိတ်ဆိတ်တဲ့ကန်းကြီးပါဒီထဲမှာတော့မြူရည်ပြင်းနဲ့ငြိမ်ညံ့နေပါတယ်ဒီရေကကန်းကြီးကိုညင်သာစွာရိုက်ကပ်နေပါတယ်အဝေးမှာတော့ပြင်းပေါက်တွေကနေနျူထရီအလင်းရောင်တွေထွက်လာနေတဲ့အိမ်ငယ်တစ်လုံးရှိနေပါတယ်သူအဲဒီဘက်ကိုစားပြီးလျှောက်သွားခဲ့ပါတယ်သူနားရောက်တဲ့အခါအင်းရှိကတကားပွင့်လာပြီးအဲဒီကနေလူငယ်စုံနဲ့တွဲထွက်လာခဲ့ပါတယ်မျိုးသားတူဦးနဲ့မျိုးသမီးတူဦးပါနှုတ်စလုံးကပြုံးနေကြပါတယ်နှုတ်စလုံးဟာမြည်နေကြပါဘူးဒါပေမဲ့အဖွားဟာလူငယ်လေးရဲ့မျက်လုံးကိုကြည့်လိုက်တဲ့အခါထူဆန်းတဲ့နှွေးထွေးမှုတစ်ခုသူ့ကိုလှမ်းချောင်သွားပါတယ်အမှတ်ရမှုတွေကိုကြော်လွန်နဲ့မှတ်မိခြင်းတစ်မျိုးပါပြီးတော့သူကစကားဆပြောလာပါတယ်အမေလို့သူကပြုံးရပြီးပြောလိုက်ပါတယ်
ကလေးဘွားကနေဘယ်တော့မှမကြည့်ထားခဲ့တဲ့ကောင်းလင်းဟာအခုသူ့အရှိမနှစ်20အရွယ်လူကြီးတစ်ယောက်အဖြစ်ရပ်နေခဲ့ပါတယ်။သတိမထားမိပဲမျက်ရည်တွေဟာအဖွားရဲ့မျက်နှာပေါ်မှာစီးကျလာပါတယ်။ဘွားကသူ့လက်ကိုဆမ်းပြီးကောင်းလေးလက်ကိုကင်လိုက်ပါတယ်။ပြီးတော့ကောင်းလေးကအမေသိလားကျွန်တော်အခုတယောက်တည်းမဟုတ်တော့ဘူး။ကျွန်တော်ဒီမှာစနီးတဲ့တူကိုတွေ့ခဲ့ပြီးသူ့မိသားစုကအမေကိုတွေ့ကျင်တယ်လို့ပြောလိုက်တယ်။ပြီးတော့သူကညင်သာစွာကြည့်လိုက်ပါတယ်။ဒီလိပ်စာကိုမှတ်ထားပေးပါမေးလို့သူကပြောလိုက်ပြီးအဖွားမမေ့အောင်အချိန်နဲ့ငယ်ပြန်ပြောပြလိုက်ပါတယ်။သွားပြီးနှုတ်ဆက်ပေးပါနော်လို့ပြောလိုက်ပါတယ်။ဘွားကသူ့လက်ထဲကိုငုံကြည့်လိုက်တဲ့အခါတခုကိုတတိထားမိလိုက်ပါတယ်။စက်ကူပန်ကဖြူလေးတစ်ချောင်းမှာဘွားစစ်စုနဲ့များစွာကလေးကရဲပလိမ်ပေါ်မှာတင်ထားခဲ့တဲ့အရာပါ။သူ့ဘက်မှာရနေခဲ့တဲ့အမျိုးသမီးငယ်လေးကတော့စကားမပြောပါဘူး။ဒါပေမဲ့သူကညင်ကျေးစွာပြုံးပြပြီးအမျိုးသားကပြောနေတော့မှခေါင်းငိမ့်ပြပါတယ်။ပြီးတော့သူကကိုယ်ကိုင်းပြီးအဖွားကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပါတယ်။ကြားလုံးအတွက်ကျေးဇူးတင်ပါတယ်အမေလို့သူကတိုးတိုးလေးပြောလိုက်ပါတယ်။အမေမလာခင်မှာပန်ကန်ကိုယူလာဖို့မမေ့ပါနဲ့နော်လို့ပြောလိုက်ပါတယ်။ဒါနဲ့ပဲအိမ်မက်ကပြေဆုံးသွားခဲ့ပါတယ်။အဖွားဟာသူ့ရဲ့ဂရင်ပေါ်မှာနိုးလာခဲ့ပါတယ်။နှလုံးကတုန်နေပြီးမျက်နှာကမျက်ရည်တွေနဲ့ဆူဆွနေတော့မှပဲအဖွားနှလုံးချင်းမှာပဲဘောပင်နဲ့စာရွက်တရက်ကိုယူပြီးလိပ်စာကိုရေးလိုက်ပါတယ်။နောက်တဲ့စက္ကန့်အနေငယ်ကြာရင်တော့ပျောက်သွားမှကိုသူကြောက်နေလို့ပါ။လိပ်စာကရင်းနှီးနေပါတယ်။သူ့ညာနဲ့တိတ်မဝေးတဲ့ဂျာနာမည်တစ်ခုကမိနစ်20ဒါမှမဟုတ်မိနစ်30လောက်ပဲဝေးပါလိမ့်မယ်။တကယ်ဖြစ်မဟုတ်ကိုမတိကျသေးပေမဲ့သူရှာကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်နေ့မနက်မှာသူခောက်ထားတဲ့စာရွက်ကိုယူပြီးထွက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူရှားနေတဲ့အိမ်လေးကိုတွေ့ခဲ့ပါတယ်။သုံးတဲ့အိမ်လေးဟာသူ့အိမ်နဲ့တထက်တည်းလိုပါပဲ။အပြင်ဘက်မှာဝတ်တွေလှမ်းထားပါတယ်။ဖို့ဘာလမ်းလျှောက်သွားနိုင်တဲ့နေရာမျိုးပါ။သူတကားကိုခောက်လိုက်တဲ့အချိန်မှာသူ့အရွယ်လောက်ပဲရှိမဲ့အမျိုးသမီးတူကတကားလာဖွင့်ပေးပါတယ်။ဘွားကတုံဆိုင်နေပါတယ်။ပြီးတော့အရာအလုံးကိုပေးပါတော့တယ်။အိမ်မက်ကန်းကြီးအိမ်လူငယ်လေးသူသားသူချွေးမအကြောင်းတွေပါ။ဘွားကမြုံကြည့်တာကိုမျောလင့်ထားခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးကသူမတုံလို့သွားခဲ့ပါဘူး။သူကတိတ်ဆိတ်နေပြီးအဖွားမျောလင့်ထားတဲ့စကားကိုပြောလိုက်ပါတယ်။ဟုတ်တယ်ကျွန်မရှင်လာမယ်လို့မျောလင့်ထားခဲ့ပါတယ်။သူမကဘေးဘက်ကိုတင်းလိုက်ပြီးတကားကိုပို့ပြီးချေချေဖွင့်ပေးလိုက်ပါတယ်။ကျွန်မလည်းလွန်ခဲ့တဲ့ရန်နေငယ်ကအလားတူအိမ်မောင်မျိုးမှတ်ခဲ့တယ်လို့အမျိုးသမီးကပြောလိုက်ပါတယ်။ရှင်လာတာကိုကျွန်မစောင့်နေခဲ့တာပါ။ရင်းနှင်းကိုရောက်တဲ့အချိန်မှာတော့အမျိုးသမီးကသူမရဲ့ဇလံကိုပြောပြပါတယ်။သူမလည်းလွန်ခဲ့တဲ့နှစ်20လောက်ကကလေးတူကိုဆုံးရှုံးခဲ့ရပါတယ်။ကလေးမလေးတူပါမွေးပြီးသိမကြခင်မှာပဲကိုလွန်သွားခဲ့တာပေါ့။ပြီးတော့အမျိုးသမီးကညင်တော်စွာမေးလိုက်ပါတယ်။ရှင်ဆက်ကူပန်ကဖြူလေးကိုယူလာခဲ့သလားတဲ့။ဘွားကထူးဆန်းစွာညင်တက်သွားခဲ့ပါတယ်။သူဟာဆက်ကူပန်ကအဖြူချောင်းကိုဘာကုန်းမှမပြောခဲ့သေးပါဘူး။ဘယ်တော့မှလည်းမပြောခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီသစိမ်းကတင်းတင်းနဲ့တီးနေခဲ့ပါတယ်။ဘလို့မှနားလေလို့မရခဲ့ပါဘူး။ဒါပေမဲ့သူတို့နှစ်ယောက်စလုံးကတော့မယုံသင်္ကာမဖြစ်ကြပါဘူး။သူတို့ရဲ့အိမ်မက်တွေကဓမုံစံနဲ့ကိုက်နေပါတယ်။တူညီတဲ့ကန်းကြီးတူညီတဲ့အိမ်ငယ်လေးနဲ့တူညီတဲ့သတင်းစကားတွေပါပဲ။သူတို့ရဲ့ကလေးတွေဟာတယောက်တည်းမဟုတ်တော့ပါဘူး။တေသူတွေရဲ့ကဘာဖြစ်တဲ့ရမန်မှာသူတို့တွေဟာတယောက်ကိုတယောက်ရှာဖွေတွေ့ရှိခဲ့ကြပါပြီ။ပြီးတော့အိမ်အောင်ကြခဲ့ကြပါပြီ။မိခင်နှစ်ဦးစလုံးကတေလွန်သူတွေရဲ့ပုံမှာလှုပ်ဆောင်ပြီးသားဖြစ်တဲ့အရာကိုကွန်ပျူပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့တွေဟာဝိညာဉ်ရေးကိစ္စတွေကိုကင်တွယ်တဲ့ဂျွာရီစီမာလူတီများတဲ့တောက်ရဲဘုံကြီးတွေစီကိုတွားရောက်ခဲ့ပါတယ်။သူတို့ရဲ့လက်ညှိုးမှုနဲ့အတူသူတို့ဟာတိတ်တဆိတ်ရိုးရာဒလေးတစ်ခုကိုကျင်းပခဲ့ကြပါတယ်။ပူဇော်တကာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ဆက်ကူပန်ကအဖြူကိုအသေးထွင်းထားတဲ့ဘိုးဘွားရုပ်ထုဘေးမှာထားရှိခဲ့ပါတယ်။တာဖြစ်သူနဲ့သမီးဖြစ်သူနှစ်ဦးစလုံးကိုကိုစားပြုဖို့အတွက်ပါပဲ။ပြီးတော့အနီအောင်ကျိုးတစ်ချောင်းကိုပန်ကာကနေအပြားထိအပြီးတိုင်ချီနှောင်ထားခဲ့ပါတယ်။အဲဒီနေ့ကစပြီးမိသားစုနှစ်ခုလုံးဟာနံဝန်းကျင်နှစ်ခုကိုလက်မယားတစ်စုံအဖြစ်စတင်ဆက်ဆံခဲ့ကြပါတယ်။နေ့စဉ်တိုင်းသူတို့ဟာမွေးရံတွေကိုအတူမီရှို့ဖို့နဲ့စားတောက်တွေကိုပူဇော်ဖို့အတူညစာစားဖို့အတွက်တွေ့ဆုံခဲ့ကြပါတယ်။ဒီဇလန်နှစ်ခုနဲ့အတူမြင်းဖန်းဆိုတာဘာလဲဆိုတာကိုတင်တော်အားလုံးသိပြီလို့မျှော်လင့်ပါတယ်။ဘဝနဲ့တည်ဆုံချင်းတွေရဲ့နေနမိတ်တွေကိုကြွက်ဖက်သွားတဲ့ဝမ်းနည်းစရာချင်းတစ်ခုပါပဲ။တင်မြင်းဖန်းရဲ့အလေးချင်းကိုယုံကြည်ဖြစ်စေမယုံကြည်ဖြစ်စေပထမအပိုင်းမှာရှယ်လီဟာဘယ်တော့မှအမှန်တကယ်မထောက်ခဲ့ဘူးဆိုတာကတော့ရိုးရှင်းပါတယ်။ညဝင်းကြီးရဲ့ရမဟုတ်သလိုချစ်ချင်းမြတ်တာအရာလည်းမဟုတ်ပါဘူး။သူ့ကိုချစ်ခင်နေတဲ့သူတွေရဲ့အမတ်တရားမှုထဲမှာတော့တေချာပေါက်ရှိနေပါတယ်။မီနာတော့ကတော့ရှယ်လီရဲ့ဒီရှိနေခြင်းကိုခံစားရတာဟာတိတ်ဆိတ်စောင့်ကြည့်နေတာကာကွယ်ပေးနေတာနှစ်သိမ့်ပေးနေတာတွေဟာချို့သောချင်တော်မှုတွေဟာကျွန်တော်တို့မြင်တဲ့နေရာတွေထက်ဒါမှမဟုတ်ရှင်းမနိုင်တာတွေထက်တော့ပုံပုံနဲ့ဆိုင်ကြောင်းတက်တက်ပြနေပါတယ်။တရှိတွေရဲ့ကဘာမှာတော့ဒီအိမ်အောင်ကြီးဟာချိန်တော်တင်းမှာပဲပြည်စုံသွားခဲ့ပါတယ်။ဒါပေမဲ့အခြားပုံမှာတော့ဒီအိမ်အောင်ကြီးဟာတိတ်တိတ်တဆိတ်ချစ်ချင်းမြတ်တာနဲ့ထာဝရဆက်လက်တည်ရှိနေမှာပါ။အခုလိုဇလန်းတွေကိုနှစ်သက်တဘောကြရဲဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးထားခဲ့ပါဦး။